ဘာလို့မင်္ဂလာပါဂျော်ရှွာဘန်ကတော့ဂျမန်ဖိုက်တာတဆူလိုတိုင်ယာကိုနောက်ဆုံးအချိန်9ချိန်မြောက်မှာအလဲထိုးနဲ့ချန်ပီယံကပတ်ကာကွယ်နိုင်ခဲ့ပါပြီချန်ပီယံနဲ့မထိုက်တန်ဘူးလို့ဝေဖန်တဲ့ UFC ဖိုက်တာအချို့နဲ့ပရိသတ်အချို့ကိုဗမာပြောချင်နေတယ်လို့မေးချင်ပါတယ်ကိုမြန်မာပရိသတ်တွေထဲမှာတော့ဂျော်ရှွာဘန်ကိုအထင်သေးတဲ့ပရိသတ်အနေငယ်ရှိပါတယ်ဘာလဲဆိုတော့ striking နဲ့ ground သမားဖြစ်နေလို့ပါ MMA မှာဆို ground သမားတွေပဲနိုင်မယ်ထင်တယ်ပရိသတ်တွေကိုပြောချင်ပါတယ်UFC flyweight မှာဆိုဘန်ဒိုဂျာနဲ့တဆူလိုတိုင်ယာကအကောင်းဆုံး ground သမားတွေပါဘန်ဒိုဂျာရောတဆူလိုတိုင်ယာရောနိုင်ယူပြီဆိုတော့ဘေးကောင်းလာအောင်လဲဆိုတာကိုမေးချင်ပါတယ်ဂျော်ရှွာဘန်ကချန်ပီယံခပတ်နဲ့ထိုက်တန်ကြောင်းတည်ပြနိုင်ခဲ့ပါပြီဒီဘက်ကိုပြောရရင်၅ကြီးလုံးရင်ခုန်စွာနဲ့အဆောင်ကြည့်ခဲ့ရတာပါဘရာဝါကြီးမှာပိုပြီးစိုးရိမ်မိပါတယ်တဆူလိုတိုင်ယာကတိတ်တောင်းနေရခဲ့ပေမဲ့ဂျော်ရှွာဘန်ရဲ့ပါနတ်မှုနဲ့တာမန်မှုကြောင့်ဘာမှကောင်းအောင်မလုပ်နိုင်ခဲ့ပါဘူးပထမကြီးမှာတော့တဆူလိုတိုင်ယာကနည်းနည်းလေးတာပါတယ်ဒါမဲ့ဒုတိယကြီးမှာဘန်ကိုရှင်းထိုးပြီးဒုတိယကြီးပြီးကနေမှဘန်ရဲ့ right hand ထိပြီးအလဲထိုးနဲ့ရှုံးမလို့ဖြစ်ခဲ့ရပါတယ်ကံအောင်လို့အချိန်ပြီးသွားခဲ့ပါတယ်တဆူလိုတိုင်ယာကတတိယကြီးမှာစပြီးကျလာပါတယ်ဂျော်ရှွာဘန်ရဲ့လက်သီးချက်တွေကမျက်နှာတွေမှာရော body တွေမှာရောချက်ပေါင်းများစွာထိုးကန်ခဲ့ရပါတယ်ဒီဘက်မှာတဆူလိုတိုင်ယာတော်တော်လေးခံခဲ့ရပါတယ်၅ကြီးမြောက်1မိနစ်နဲ့32စက္ကန့်မှာတိုင်မသားလို့မရတဲ့အခြေအနေမျိုးကြောင့်တိုက်ပွဲရက်နဲ့ရှုံးနေခဲ့ပါတယ်သူလည်းဒီဘက်ကိုအတော်လေးမျောလင်းထားပုံရပါတယ်လေထုံနဲ့ရှုံတော့မျက်နှာလေးအတော်ပြက်နေပါတယ်ဂျော်ရှွာဘန်တော့ကတော့စိတ်ဓာတ်ကောင်းတဲ့ကိုမြန်မာနိုင်ငံသားဖြစ်တဲ့အတွက်ဝန်တာကိုယုံမိပါတယ်ဒီဘက်ကရတာပေါင်းစုံနဲ့ပြည်သက်တွေကိုစိတ်ကျဉ်နှံမှုပေးတဲ့ပွဲတစ်ပွဲလည်းဖြစ်ခဲ့ပါတယ် UFC 328ကအကောင်းဆုံးပွဲတစ်ပွဲလို့ပြောလို့ရပါတယ်ဒါကြောင့်မို့ဖိုက်ရတဲ့နိုင်စုလည်းရရှိခဲ့ပါတယ်စေပေါ်မှာမြန်မာဩကဘာတိအောင်လောင်းနေခဲ့ပြီလို့ပြောဆိုခဲ့တဲ့အမူအရာကြောင့်ကျွန်တော်မြန်မာပြည်သက်တွေအားပေးရကြုံတဲ့တွေးကောင်းတယောက်ဖြစ်ပါတယ်ဂျော်ရှွာဘန်နဲ့တဆူလိုတိုင်ယာတို့ပွဲကစိတ်ဝင်စားစရာကောင်းတဲ့ပွဲတော်ပွဲပါဆိုပြီးဘန်ဒိုဂျာကပြောဆိုထားပါတယ်ချန်ပီယံစစ်ကဘယ်ဘယ်တာလဲဆိုတာကြည့်ရတဲ့တော့ဆိုပြီးဂျော်ရှွာဘန်ကိုနောက်ပွဲမှာတွေ့ဖို့စိတ်ခေါ်ထားပါတယ်ဂျော်ရှွာဘန်နောက်ထပ်ချန်ပီယံခပတ်ကာကွယ်ရမယ့်ဖိုက်တာကဘရာဇီးဖိုက်တာဘန်ဒိုဂျာဖြစ်ပါတယ်ဥရောပနာမည်ကြီးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ UFC မှာဂျော်ရှွာဘန်ရဲ့အခုလိုအောင်မြင်မှုကြောင့်ပြည်ပရောက်နေတဲ့ကျွန်တော်မြန်မာနိုင်ငံသားတွေနဲ့အဓိကကျွန်တော်မြန်မာဖိုက်တာတွေအတွက်ဂုဏ်တက်စေပါတယ်အဲ့အတွက်လည်းဂျော်ရှွာဘန်ကိုကျေးဇူးအများကြီးတင်တယ်လို့ပြောချင်ပါတယ် UFC မှာအာရှရဲ့ဒူးလီတော့ချန်ပီယံလောင်းတစ်ယောက်ဖြစ်ပါတယ်အဆုံးထိလည်းပါကြည့်ယူပြီလို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ MMA အကြောင်းအရာတွေနဲ့ Fighting Sport အကြောင်းအရာတွေကိုထပ်မံကြည့်ရှုရဖို့ channel လေးကိုလည်း subscribe လုပ်ပေးထားကြပါအောင်လို့တောင်းဆိုချင်ပါတယ်လူချင်းမင်းတို့ရဲ့အမြင်ကိုလည်း comment မှာရေးပေးသွားလို့ရပါတယ်ခင်ဗျာ